မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာအခုဆိုရင်မြန်မာနှစ်သစ်ကိုကူးပြောင်းရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်နှစ်သစ်မှာကံကောင်းခြင်းတွေလက်ဝယ်ပိုင်ဆိုင်နိုင်မှုအတွက်တနင်္ဂနွေသားသမီးတွေရဲ့ကံစားတာဟာဘလို့ရှိနေမလဲဘာတွေကိုသတိထားရမလဲဆိုတာဒီဗီဒီယိုလေးမှာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေဟာအတက်ရခံကြားကအောင်မြင်မှုရမယ်နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်မိမိရဲ့စူးစမ်းအားထုတ်မှုတွေကအရာထင်လာမယ်အထူးသဖြင့်အရင်နှစ်တွေကမပြီးပြတ်ခဲ့တဲ့အလုံဟောင်းတွေရီမန်းချက်ဟောင်းတွေကိုဒီနှစ်ထဲမှာအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်ခင်ဗျာစိတ်ကူးတစ်တွေလည်းပေါ်လာတတ်ပြီးထူးခြားတဲ့ပြောင်းလဲမှုတွေကြုံရတတ်ပါတယ်စီးပွားရေးပိုင်းမှာတော့ငွေဝင်လန်းတွေပွင့်နေပါတယ်။ဒါပေမဲ့ဝင်းတလောက်ပြန်ထွက်တတ်တဲ့အနေအထားရှိတာမို့ငွေကြေးစီမံခန့်ခွဲမှုကိုတော့တတိပြုရပါမယ်။အင်ချမ်းမြေသို့မဟုတ်အဖိုးတန်ပစ္စည်းများဝယ်ယူစုဆောင်းနိုင်မဲ့အခွင့်အရေးရပါမယ်။မိတ်ဆွေရင်းချများဆွေမျိုးများကြောင့်ငွေကြေးအခက်ခဲအနှဲငယ်ကြုံရတတ်လို့အာမခံပေးတာမျိုးကိုတော့ရှောင်ကျဉ်သင့်ပါတယ်ခင်ဗျာ။အချစ်ရေးမှာတော့လူပြိုအပြိုရီထက်စိတ်ဝင်စားစရာကောင်းနေပါတယ်။ကို့အပေါ်နားလည်ပေးနိုင်မဲ့သူဖေးမှာကူညီမဲ့သူနဲ့စုံစည်းရတတ်ပါတယ်။အိမ်ထောင်တဲ့ရဲ့အထက်ကတော့အပေးအယူအလျှော့အတန်လူရမယ်ကာလာပါ။စကားအနှဲငယ်များတတ်ပေမဲ့တူးအိုတူးယုံကြည်မှုတည်ဆောက်နိုင်ရင်ပုံမိုခိုင်မွဲတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ရပါလိမ့်မယ်ခင်ဗျာ။ကျမရေးပိုင်းမှာတော့အစာအရင်နဲ့အာယုံချောပိုင်းကိုအနှဲငယ်ဂယူးဆိုင်ပေးပါ။အလုပ်တွေအញ្ញမ်းပင်ပန်းတာမျိုးမဖြစ်အောင်အနားယူချိန်မှန်ပါစေ။ကန်ဆာတာပိုမိုပွန်လန်းစေဖို့အတွက်တနင်္ဂနွေနေ့မနက်ပိုင်းတွေမှာအုံတီးစွမ်းသို့မဟုတ်အုံဘုတ်ခောက်ဆွဲတို့ဖျားမှာကတ်လူပြီးလိုရာစုတောင်းပေးနိုင်ပါတယ်။ဟုတ်ကဲ့ပါဒါကတော့မြမနှစ်တဲ့အတွက်တနင်္ဂနွေသားသမီးတွေအတွက်ဟောစာတမ်းပဲဖြစ်ပါတယ်။နှစ်တဲ့မှာဘေးပရာဝေးကွာဒီလိုအင်ဆန္ဒတွေပြေဝကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။အခုလိုဗီဒီယိုနဲ့ပတ်သက်တဲ့ဗဟုသုတတွေအပတ်စဉ်ဟောစာတမ်းတွေကိုသိရှိနိုင်မှုကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးပဲကံကောင်းကြပါစေခင်ဗျာ